Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ပိုင်မှာဒီနေ့မှာတော့ brother တို့ရှိမှာ M4 ပျောက်ကြား skin ရှိုံနဲ့ပတ်စံတပြားမှမကုန်မဲ့ရေခဲ skin လက်လာလေးကိုကန်ရမှာပဲဖြစ်ပါတယ် Okay ဒီလိုကန်မှုအတွက်ဆိုရင် brother တို့ရှိမှာလိုအပ်မယ့်ဟာတော့ကျွန်တော်ဒီပျောက်ကြား skin ရှိရမယ်နောက်ပြီးတော့ file လေးတစ်ခုရှိုံနဲ့နေရပါပြီဒါလို့ဒီ file လေးထည့်ပြီးပါလို့ကျွန်တော်ပျောက်ကြား skin ထည့်တဲ့နဲ့ကျွန်တော်ဒီရေခဲ skin မပေါ်ဘူးဆိုရင်ကျွန်တော်ဒီupdate ခန်းလေးထောင်းတဲ့နေရာမှာကျွန်တော် M4 skin လေးကိုသွားထောင်းပေးပါအဲ့ဒါမှပေါ်မှာမယ်တချို့မပေါ်တဲ့ brother တွေတော့ကကျွန်တော်အဲ့လိုလေးထောင်းပြီးဆိုရင်ကျွန်တော်ရရပြီဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့မှာ gas skin တွေလည်းပါပါမယ် gas skin ကကျွန်တော်အရင်လုံးဝလို့မဟုတ်ပါဘူးကျွန်တော် 3D ဆွဲလို့ရမယ်နောက်ပြီးတော့ 3D ဆွဲလို့ရမယ်ကျွန်တော်နောက်ပြီးတော့ကျွန်တော်ဒီ gas sound effect လေးလည်းပါမယ်ဗျာအဲ့တော့ကျွန်တော်အရင်လုံးဝလူမျိုးကျွန်တော်တို့ gas skin အတန်လေးမပါတယ်မဖြစ်တော့ဘူး skin လည်းပါမယ်အတန်လည်းပါမယ်ပြီးတော့ဘေးနာ effect လေးလည်းပါမယ်ဗျာအဲ့တော့တော်တော်လေးကိုမိုက်သွားပြီကဲဒီ file ကိုကျွန်တော်ခုပြတာကျွန်တော် Telegram channel မှာတင်ပေးထားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြရတဲ့ကျွန်တော်ရဲ့ Telegram channel မှာ file လေးထောင်းပြီးတော့ like လုပ်လို့ရပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကို like subscribe လုပ်လို့လည်းအားလုံးတောင်းဆိုချင်ပါတယ်အဲ့တော့ file ထောင်းမဲ့ brother အနေနဲ့ကျွန်တော်ရဲ့ Telegram channel ကိုအခုပုံမှာပြထားတဲ့ name နဲ့ရှာပါရှာလို့မတွေ့ခဲ့ဘူးဆိုရင်ကျွန်တော်ရဲ့ description မှာ comment မှာတခြားကျွန်တော်ချပေးထားပြီပဲဖြစ်ပါတယ်အဲ့မှာတခြားလေးကြည့်ပြီးတော့ကျွန်တော် Telegram channel မှာထောင်းပြီးတော့လုပ်လို့ရပြီပဲဖြစ်ပါတယ်အားလုံးပဲ